ဒါတွေကတော့တားခွဲပြီးတာ16កောင်ပေါ့ဆက်စုဟလားမဆိုင်နာဆိုတော့တအားဆက်စုတယ်တို့ထဲမှာ4កောင်ပြုံထဲမှာတနေ့ကခွဲတာလားအထဲမှာ4កောင်ရှိတယ်လောလောဆယ်တားခွဲပြီးတော့အကောင်20ရှိသွားပြီပေါ့နောက်ထပ်8កောင်ကြအောင်ပေါ့2កောင်ကအားလုံးပေါင်းခွဲပြီးတာတော့မှန်တကယ်တော့20မဟုတ်ဘူးเนาะ22កောင်2កောင်ရောင်းလိုက်ပြီပေါ့ရောင်းနေဆိုတော့ဒီမှာအလုပ်လုပ်တဲ့အဖိုးကြီးရဲ့မြင်းပေါ့အဲ2កောင်တော့ရောင်းလိုက်ပြီတားခွဲတယ်ရောင်းလိုက်တယ်ဒါလေးကလည်းအမားလေးတွေများဒါဟိုတလောကခွဲတဲ့4កောင်အခုကတော့ဟိုချမ်း9កောင်အမ9កောင်စားသွားကြည့်မလို့နေလေသာသူတို့ကတော့ရှိလာတယ်ပို့မယ်လေသူတို့အထီးတွေကတော့ကုန်ပြီအထီးတွေကတော့ပို့လိုက်ပြီပထမတစ်တော့ကတော့ကျွန်တော်ဗီဒီယိုရိုက်ထားလိုက်တယ်ဒုတိယတစ်တော့ကတော့ဗီဒီယိုမြဲလိုက်အောင်အထီးတွေကတော့ကုန်ပို့ပြီးတော့တကောင်ပဲကြံတကောင်မှလက်နာနေလို့ကြံသွားဒါလေးရဒီနေ့တာခွဲတဲ့ဟာလေး